င်္ဂလာပါထုံးစံတိုင်းဝင်လို့လာမေးထားဒီခါအလှပြင်ဆိုင်လေးပေါ့နော်အလှပြင်ဆိုင်လေးကိုလူပိုတိအောင်လူကြရနေလန်းလေးပေါ့နော်โอเคပါအဲ့တော့မွန်လေးဒီမှာအချက်သုံးချက်ပြပြပေးပါမယ်ရှင်โอเคနော်အဲ့တော့မွန်လေးတို့အလှပြင်ဆိုင်ကိုလူပုံတိအောင်ဆိုရင်ကိုယ်ဆိုင်ကိုကအလှပြင်ဆိုင်ဆိုတာမိန်းကလေးတွေကြိုက်ကြတယ်အလုပ်ပေါ့နော်โอเคနော်အဲ့တော့မိန်းကလေးအများစုနော်လာကြမဲ့ဟာလေးဆိုတော့ကိုရီကကိုယ့်ရဲ့ sign decoration လေးကိုချစ်ဆက်ဝဲကားအောင်စေးတုတ်တာအစကွာသိတယ်မလားပန်းရောင်လေးတွေအနုလေးတွေလွင်နေတဲ့အရောင်လေးတွေပို့ပြီးတော့သုံးပြီးတော့ decoration လေးလုပ်ပါပြီးတော့အဲ့ဒီမှာမလေးတစ်ချက်ပြောချင်တာတော့ကိုကလည်းတန့်ရှင်းတဲ့ပစ္စည်းလေးတွေပေါ့နော်သုံးနေဆိုတာမျိုးလေးတွေကိုပြပေးပါနော်တချို့ရှိတယ်ဒီလားမလေးကြုံခဲ့ဘူးလားလေပေါ့နော်အလှပြင်ဆိုင်သူကလက်သေးရောခြေသေးရောရတယ်ကွာခေါင်းစခြေသုံးမှာလက်သေးရောခြေဒါပေမဲ့သူ့ရဲ့ဆိုင်ကသူများဆိုင်နေလို့လက်သေးခြေသေးရကွာဟိုစနစ်တကျကြီးဟိုဘေးစင်ပုံစံမျိုးမဟုတ်ဘဲတော့ကွာဟိုပုံကြီးတွေနဲ့ခြာပြီးတော့ခြေထောက်ကြီးကဝင်ရကွာအဲ့တော့ကိုကဟိုလက်သေးခြေသေးလဲလုံးဝသေးတယ်ပြီးတော့စီးရတဲ့ဟာကြီးကဘေးစင်လိုပုံစံမျိုးလေးမလုတ်ထားပဲနဲ့သိတယ်မလားပုံကြီးတွေယူလာတယ်ပြီးတော့အဲ့ခြေလေးပုံကြီးမှာခြေထောက်တွေထည့်တယ်ဆေးတယ်ဂျဲစိမ့်နေပါညာတယ်ပေါ့ပြီးတော့အဲ့ပုံကြီးယူပြီးတော့အစ်စ်ပြန်လုပ်တဲ့အရန်ဟိုခက်မဆန်တော့ဘူးနော်အဲ့လိုပုံစံလေးကြီးလေရှောင်းပါနော်အခုဆိုရင်အလှပြင်တိုင်းဆိုခင်မီတိုးတက်နေပြီးဆို modernize ဖြစ်တဲ့ပစ္စည်းလေးသုံးပေးတာမျိုးပစ္စည်းကောင်းလေးတွေပစ္စည်းတန်လေးသုံးပေးတာမျိုးနဲ့ decoration လုပ်ပါအဲ့ဒါမျိုးဆိုရင်လည်းလူပိုတိလူကြလိုက်မယ်နံပါတ်2ချက်အနေနဲ့ကကိုယ်ဆန်ကို promotion ပေးတာပုံစံမျိုးလေးเนาะ discount တွေပေးပါเนาะဒီလို new year ဖြစ်တကယ်တော့ attainment special day တွေမှာเนาะ promotion ပေးတာမျိုးလေးတွေเนาะလုပ်ကြည့်ပါအဲ့ဒါမျိုးဆိုလည်းလူပိုတိလိုက်မယ်နောက်တစ်ချက်အနေနဲ့ကကြတော့မကိုယ်ဆိုင်မှာလာပြီးတော့သပင်ကောက်တာဖြစ်သပင်ဆစ်ဆိုးတာဖြစ်ပေါ့နော်ဟိုထူးခြားလေးလုပ်သွားတဲ့ customer တွေရှိတယ်ဆိုရင်ခွင့်ပြုချက်တောင်းပြီးတော့သူတို့ရဲ့ပုံလေးတွေကိုကိုယ့်ရဲ့ TikTok မှာဗီဒီယိုလေးတွေဖန်တီးရင်းနဲ့လည်းလူပိုကြအောင်လူပိုသိအောင်လုပ်လို့ရပါတယ်โอเคဒါပေမဲ့ဒီမှာတစ်ချက်ပြောချင်တာတော့နေတိုင်းလာပြီးပါရှင်เนาะ TikTok မှာမလေးတို့ဗီဒီယိုတွေနေတိုင်းလာပြီးပါကိုယ့်ရဲ့ design เนาะအနေထားလေးပြတာမျိုးဖြစ်ဖြစ်တစ်ခုခုပေါ့နော် something special ဖြစ်တဲ့ဟာမျိုးလေးဆိုရင်လာပြီးတော့ TikTok မှာကြေညာခြင်းဖြင့်လူပိုသိလိမ့်မယ်လူလည်းပိုကြပါလိမ့်မယ်ရှင်โอเคเนาะအဲ့တော့မလေးကတော့ဒီလိုမျိုးပေါ့နော်တထောင်နေရာပြောပြမယ် question လေးပါနောက်ထပ်ပြီးကြရင်လည်းမလေးတို့ပြန်ဆောင်ကြပါမယ်